ရန်ကုန်မြို့တင်ငန်းကျွန်းမြို့နယ်မှာရှိတဲ့သူဝနာ Eastern Yangon Event Pack ခွဲမှာပြုလုပ်ဖို့စီစဉ်ထားတဲ့ Invasion ဂီတပွဲတော်နဲ့ပတ်သက်ပြီးမနေ့ဖေဖော်ဝါရီလ9ရက်နေ့မှာအရေးကြီးတဲ့ချစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့ပါလေဒီပွဲမှာအဓိကဖျော်ဖြေမဲ့စင်ကာပူနိုင်ငံသား DJ ဝုခုံကိုမြန်မာနိုင်ငံကိုရောက်ရှိချိန်မှာပဲစစ်ကောင်စီဘက်ကပြည်ဝင်ခွင့်မပေးခဲ့တာဖြစ်ပါတယ်DJ ဝုခုံကမြန်မာကိုရောက်တဲ့အချိန်မှာပဲပြည်ဝင်ခွင့်မပေးဘူးလို့ပြောတဲ့လေးနာရီကြော်ကြအောင်နီလန်းပေါင်းစုံနဲ့ညီနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ပြည်ဝင်ခွင့်ညင်းပယ်ခံခဲ့ရတယ်။ဘာမှမတက်နိုင်ခဲ့ဘူးလို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့ပါလေ။ပွဲလက်ကန်းစာဆောင်အရာအထီးကျဝုခုံဟာ Invasion ဂီတပွဲတော်ရဲ့အဓိကဖျော်ဖြေသူအဖြစ်အစီအစဉ်ထဲမှာထည့်သွင်းထားခဲ့သူပါ။ DJ ဝုခုံဟာစင်ကာပူနိုင်ငံသား DJ တူဖြစ်ပြီးကမ္ဘာအကောင်းဆုံး DJ အယောက်100စင်းရဲထဲမှာပါဝင်သူလည်းဖြစ်ပါတယ်။ထို့ပြင်2022ခုနှစ်အစီအနာသိမ့်ပြီးနောက်ပိုင်းမှာမြန်မာရင်းနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်ပြီးနိုင်ငံတကာ DJ တွေအနေနဲ့မြန်မာနိုင်ငံကိုတွားရောက်ဖျော်ဖြေမယ်ဆိုရင်နိုင်ငံရဲ့အခြေအနေကိုသိချာစဉ်းစားကြဖို့လူမှုကွန်ရက်ကစင်တိုက်တွန်းပြောဆိုခဲ့သူပါ DJ ဝုခုံမပါဝင်နိုင်ခဲ့ပေမဲ့ Invasion ဂီတပွဲတော်ကိုတော့စီစဉ်ထားတဲ့အတိုင်းမနေ့ညပိုင်းမှာဆက်လက်ပြုလုပ်ခဲ့ပြီးနိုင်ငံတကာ DJ တွေနဲ့ပြည်တွင်း DJ တွေက Ticket ဖျော်ဖြေခဲ့ပါတယ်